ဟေးအဖေတက်အရွယ်နဲ့လေးတာတွင်မနဲ့တော့လေဇွမလို့ပါနဲ့စိတ်အေးထားပါကွာမင်းဖေကတန်နှုံးမြဲတော့မှမြ мян ပေါ်တက်လက်စေးပြီးထမင်းစားချေမင်းမေလဲမျောနေတာဟုတ်ပြီလေဒါဆိုကျွန်တော်ပေါ်ရင်တက်နစ်တော့မယ်ပြန်ရောက်ပြီလားမြ мян သွားလက်စေးဒီနေ့အလုတ်စင်ပြေရဲ့လားအစင်ပြေပါတယ်ဟိုဌာနမှုကြောက်ယာရူးနေရမှာတားရခဲ့တာလားယာယီတာဝန်ယူရုံမှာအမြဲတမ်းတော့မဟုတ်သေးဘူးယာရူးကဒုတိယအဆင့်ပဲရှိသေးတယ်အမြင့်ဆုံးအဆင့်မဟုတ်သေးဘူးဟင်းရီကတော့အတော်ကောင်းတာပဲဒါလည်းမစိုးပါဘူးဒီနေ့ဒေါ်ဝန်ပြောတာကြားခဲ့ရတာရှန့်ချင်းရဲ့အမေကဖဲရရင်သားအကြောင်းထည့်ပြောနေတာတဲ့ဘာတဲ့လဲသူမသမီးကမကြာခဏသားအကြောင်းထည့်ပြောနေတတ်တယ်တဲ့ရေးဆိုတာဘာသဘောလဲတားတေချရှင်းပြစမ်းပါထမင်းမဲစားရအောင်ပါမင်းမစ်စေရဲ့ငါသားကအတော်ဆုံးဆိုတာငါတီးပြီးသားပါတားဖွားမိရဲ့ဌာနမှာရောက်နေရင်တောင်တောက်ပါနေမှာပါဒါလည်းတိန်း3000တောင်ရှာနိုင်သွားပြီဆိုတော့ကားတစ်စီးလောက်ဝယ်လိုက်ပါလားမူလကမေမေနဲ့ဖေဖေကတိန်း300ပြင်ထားတာအလုတ်သွားပြန်စီးဖို့ကားလေးတစ်စီးဝယ်ပေးမလို့အခုကြည့်ရတာတော့မလိုတော့ဘူးနဲ့တူတယ်ဟုတ်ပြီလေအားတဲ့ခါကျမှကားတစ်စီးသွားဝယ်လိုက်မယ်ကားဝယ်ပြီးရင်အိမ်ဝယ်ဖို့တိုင်ပင်ကြတာပေါ့ပြီးရင်တော့မင်္ဂလာဆောင်ဖို့စဉ်းစားလို့ရပြီကျွန်တော်စားလို့ပြီးပြီကူမင်းတာတီးသွားပြီပေါ့ဒါဆိုဒီနေ့သူ့အတွင်းရင်မှုကဆိုင်ကယ်ကိုတောင်ထဲအထိလာကြည့်တာတဘာဝကျသွားပြီအရာရာကိုစီစစ်ချုပ်ကင်တက်တဲ့လူကသူ့စိတ်ဆက်ကြောင်းလန်းထားသူကွဲရမှာတခုခုလှုပ်ထားတာတီးလိုက်ရတဲ့အခါပထမဆုံးတုံ့ပြန်မှုကညှိနှိုင်းဖို့မဟုတ်ဘူးကူမင်းတာလိုချင်တာကစိစစ်ချက်စီရင်ခံစားမဟုတ်ဘူးပြောင်းကြကြစရင်ရှင်းလိုက်ဖို့ပဲဆရာဝန်အဆင့်မြမတိုင်းရင်မိရဲ့စေပညာလေးလာမှု46ဘတ်1000ကြော်ကြားမှု2330ကိုပိုင်ပိုင်ဆိုင်မှု26.53တန်းစေပညာတင်ယူရတာတကယ်မဆိုးပါဘူးဟာကွာဘာတွေဖြစ်ကုန်တာလဲဆရာဝန်လင်းဒီနေ့ဆရာရဲ့ဘိုကင်နံပါတ်တွေကစက္ကန့်30ပဲခံလိုက်တယ်ဘာစက္ကန့်30လဲဒီနေ့အထူးကုဘိုကင်တွေကိုမနက်9နာရီစနစ်ဖွင့်လိုက်တာနဲ့စက္ကန့်30အတွင်းနံပါတ်60လုံးကုန်သွားတယ်လေကွန်ဆာလက်မှတ်လူတာထက်တောင်မြန်သေးတယ်ဒါအပြင်မှာမောင်ခိုသမားတွေလည်းရှိနေတယ်90တန်ဘိုကင်နံပါတ်ကို800နဲ့ရောင်းနေတာကျမကြားခဲ့တာ800တောင်ဟုတ်လားဒါကိုတော့ကျွန်တော်လည်းမတက်နိုင်ဘူးမောင်ခိုဆိုတာအခြေခံအားဖြင့်ရောင်းလို့အားနဲ့ဝယ်လို့အားမမျှမျှတလို့ဖြစ်လာရတာအုတ်ချုပ်ရည်နဲ့လက်နဲ့နှိမ်နှင်းုံနဲ့တော့ယောဂလက္ခဏာကိုပဲကုသနိုင်မယ်အမြင့်ပြတ်ချင်ရင်တော့ရောင်းလို့အားမြင့်တင်ရမယ်ကျွန်တော်ပြင်ပလူနာကြည့်ချိန်တိုးပေးရမယ်မဟုတ်ရင်လည်းဟဲဖုန်းနဲ့ဖုန်းယုံတို့အရေးချင်းမြင်တက်လာပြီးလူနာခွဲဝေကြည့်ပေးနိုင်ရမယ်ဒုတိယနေလန်းကပိုလက်တွေ့ကြမယ်ထင်တာပဲဒီနေ့စုစုပေါင်းဘယ်နှစ်ယောက်လဲဘိုကင်လောက်ထားသူ60နဲ့အရေးပေါ်လွဲစာပါသူ3ယောက်စုစုပေါင်း63ယောက်ပါဒီနေ့ကပြင်ပလူနာကြည့်ချိန်ကတဝက်ပဲရှိတာညနေ4ခွဲကြရင်လဲခွဲစိတ်ကုသမှုတစ်ခုရှိသေးတာဒီလိုကြတော့ပိုတောင်အလုပ်များသွားသေးတယ်လူနာခေါ်လိုက်တော့လေဆရာအရေးပေါ်အဖြေထွက်လာပြီဆေကဆေဘူးက38.6လဲပင်ပုံမှန်မျိုးသမီးတွေမှာအထက်ကန့်တက်ချက်က9.3ညပဲရှိတာ38.6ဆိုတော့ပုံမှန်ထက်8စနီးပါးများနေတယ်ထဲခန့်က7ပင်နေကပုံမှန်အောက်ကန့်တက်ချက်က18ဆိုတော့တပုံ3ပုံလောက်လျော့နေတာဒီကိန်းကနန်းနှစ်ခုပေါင်းလိုက်ရင်ပြင်ပကနေကြားဟော်မုန်းတွေဝင်ရောက်နေတယ်ဆိုတာစာအုပ်ထဲကအတိုင်းပဲကွဲကောရကိုင်ရိုက်ဆယ်ဘွက်ကထိုးတက်နေပြီးထဲခန့်ကတော့အောက်ဆုံးထိထိုးဆင်းသွားတယ်ခနာကိုယ်တွေကမမျိုးအိမ်နဲ့ကြောက်ကက်ထက်ကလင်းတွေကဒီလောက်များကြီးမထုတ်လုံးနိုင်ဘူးပြင်ပကနေတောက်သွင်းလိုက်မှပဲဒီလိုကွာခြားချက်မျိုးဖြစ်လာနိုင်တာအသေးလောက်ဆောင်ချက်ထရရိတ်က89တေးပုံမှန်ထက်ကန့်တက်ချက်က40ပဲဟာဆရိတ်က63တေးပဲပုံမှန်ထက်ကန့်တက်ချက်က35အင်ဇိုင်းမျိုးလုံးပုံမှန်ထက်ကျော်လွန်နေတဲ့ထက်အခါဆိုရင်တဆမကတက်နေတာမက်ဆီနေဗီကာရိုက်ဆယ်ဘွားရဲ့အသေးစိတ်သိမှုကမျက်နှာပေါ်မှာပေါ်နေပြီဆေးဝါးဌာနကပါဝင်ပစ္စည်းစစ်ဆေးချက်အဖြေထွက်လာပြီဘက်ဖက်ဟေတစိတ်ပရိုတင်းမို့ချောကလက်အရသာပါဝင်ပစ္စည်းစစ်ဆေးချက်ရလက်ဒေါက်တာလင်းမင်းညကကျမအိမ်ပြန်ရောက်တော့သူ့ဖုန်းကိုဖွင့်ကြည့်လိုက်တာသူ့ရှော့ကောရမှာဖက်ဖက်ဟေထနေရီအစီရဲ့ဆိုတဲ့အင်နာတာတစ်ခုရှိတယ်အဖွဲ့ထဲမှာလူ20ကျော်ရှိပြီးစက်ရုံကလူတွေပို့ဆောင်ရေးကလူတွေအပြင်သူ့လိုပဲအွန်လိုင်းမှာနီးပြလုပ်နေတဲ့သူတချို့ပါဝင်တယ်သူတို့ကအဲ့ဒီမင်းစင်နေဗီကာရိုက်ဆယ်ဘွားကိုစေးဆက်တာလုတ်ခေါ်ပြီးစေးပမာဏဘလို့ထိန်းရမလဲနဲ့စေကြောကူကြီးစစစေးမှုတာကီကိုဘရားလိုရှော့ရှောင်ရမလဲဆိုတာအင်နာတာထဲမှာဆွေးနွေးကြတာအမျိုးသမီးတုံးအတွက်တီးတန့်ထုတ်လုပ်လိုင်းတောင်ခွဲထားတာအင်နာတာထဲကစကားတိုင်းဆိုရင်အမျိုးသမီးတုံးမှာနည်းနည်းပဲဆက်တောက်ရင်မုတ်စိတ်မွေးမထွက်ပဲကြားလက္ခဏာမပေါ်ယုံဆိုရပြီးအပြိုးပြရင်သူတို့ဘာသာပြန်ဝဲကြလိမ့်မယ်တဲ့နန်းကျဲမြို့စီဝါရေးပြစ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့တိုင်ကြားရမယ့်နေရာကရဲစခန်းလေးလွာမှာဈေးကွက်ကြီးချက်ကွက်ကဲရေးဌာနရဲ့စားတောက်ကုန်ပေးအနေနဲ့ကင်းရှင်းရေးတိုင်ကြားဖုန်းကိုလည်းဆက်လို့ရပါတယ်ဒီထောက်ထားနှစ်ခုကိုယူသွားပါသွေးစစ်ဆေးချက်ဖြေကိုလည်းမိတူကူးထားပါစီဝါရေးပြစ်မှုစုံစမ်းစစ်ဆေးရေးမှာအရင်မှုဖွင့်ပြီးဈေးကွက်ကြီးချက်ရေးမှာလည်းတပြိုင်နက်တည်းတိုင်ကြားပါအင်းနာတာထဲကစကားပြောခရိုကခိုးဝါတွေကိုလည်းထုတ်လို့ရရင်တပါးတည်းတင်ပြလိုက်ပါမာခိုင်ကိုကျမပရိကလိုက်ပြီးဒီကိုမလာခင်တိုက်အောင်မှာသူနဲ့တိုးသေးတယ်ကျမနဲ့တွေ့ကျင်လို့စေးုံတကားဝမှာစောင့်နေတာမင်းဘလို့လှုပ်လိုက်လဲဂယူးမဆိုင်ပဲတန်းဝင်လာလိုက်တာလုံကြုံရေးကကူတားပေးလိုက်လို့
ဆက်လက်ကုသရမယ့်အကြောင်းပြောပြမယ်ဒီနေ့ကစားပြီးတခြားဆေးရုံကပေးထားတဲ့ Ebola 35နဲ့မဲဟက်ကန်မီအစုံလိုက်ဆေးတွေကိုရက်လိုက်ပါဒီဆေးနှစ်မျိုးကမမျိုးအိမ်ရင်အိတ်တီတုံးကပေးထားတာဆိုတော့လမ်းကြောင်းလဲနေတာဆက်တော့ရင်အသေးကိုပဲပိုဝင်ပြီးစေမယ်အသေးကာကွယ်ဖို့အတွက်ဘဟက်ကအေဆေးပြားတစ်ကြိမ်ကို25နန်းနဲ့တစ်နေ့3ကြိမ်တောက်ပါအတီရင်Ebolaဆေးပြားကိုတော့တစ်ကြိမ်ကို400နန်းနဲ့တစ်နေ့2ကြိမ်တောက်ပါဆေးနှစ်မျိုးလုံးကိုထမင်းစားပြီးမှတောက်ရမှာပါ၄ပတ်ဆက်တိုက်တောက်ပြီးရင်အသေးလုံးဆောင်ချက်ပြန်စစ်ပါမယ်ပရိုတင်းမုန်ကတော့ဆက်မတောက်ရတော့ဘူးပေါ့တိုင်းရင်းဆေးဘက်မှာတော့အသေးကိုပြေလျော့စေပြီးသွေးကြောနဲ့ဟော်မုန်းကိုထိန်းညှိပေးမယ်ဆေးနေရေးပေးမယ်အရင်နှစ်ပတ်တောက်ကြည့်ပါနှစ်ပတ်ပြည့်ရင်ပြန်ပြပါအဲ့ဒီခါကျမှရာသီလာမဲ့လက္ခဏာရှိမရှိကြည့်ပြီးဆေးနေပြန်ပြင်မယ်နောက်တစ်ချက်ကမင်းရဲ့ထိုင်းရဲက89ဆိုတော့နေတယ်လို့ပြောလို့မရဘူးအသေးထင်းကူးတာနေစဉ်အတွင်းအရက်လုံးဝမတောက်ရဘူးစက်တာစီကြော်တွေနည်းနည်းပဲစားပါညမအိပ်ပဲမနေပါနဲ့အတီးပြန်ကောင်းဖို့အတွက်အလိုအဆုံးကဆေးမဟုတ်ဘူးအိပ်ရေးဝဖို့ပဲဟုတ်ကဲ့ဒါအပြင်ကြွက်သားလေးကျင်ကန်ပုံမှန်လုပ်လို့ရပါမယ်ပြင်းအားကိုတော့ရှော့ရမယ်အလေးမတာတွေကိုအကုန်ရက်လိုက်ပြီးပေါ်ပါဖဲခါနဲ့ကြွက်သားဆွဲဆက်နဲ့လေးကျင်ကန်တွေကိုပဲအဓိကလုပ်ပါဒေါက်တာလင်းမနေ့ကဒေါက်တာပြောခဲ့တဲ့စကားတခွန်းမာခိုင်ကတကယ်ပဲပန်းသေးသွားတာလားသူတကယ်ပဲမရတော့တာလားအခုဆိုအရန်ကြာနေပြီအမြဲတမ်းအတက်ရကစားလို့ပင်ပန်းနေတာလို့ပဲထင်ခဲ့တာတခြားဘက်ကိုလုံးဝမစင်စားမိခဲ့ဘူးနောက်တစ်ယောက်ဓာတ်လေကားစီးပြီး3လွှာအရှိဘက်အဆုံးကိုတန်းသွားလိုက်ပါတကားမှာအကြရတယ်လို့ရေးထားတယ်9မိနစ်နေရင်ကျွန်တော်တက်လာခဲ့မယ်ရှောင်းလင်း30မိနစ်လောက်တာဝန်ယူပေးထားပါဦး10နှစ်နံပါတ်ကနေ15နံပါတ်အထိဘိုက်တွေရဲ့ကလေးမမွေးခင်စီစစ်ချက်ဖြေတွေကိုအရင်သိမ်းထားပေးပါ3လွှာမှာထူးခြားလူနာတယောက်သွားကြည့်ပေးပြီးပြန်လာခဲ့မယ်3လွှာလားကွဲစာအခန်းကဟာလားအင်းဒါနဲ့တခွဲခန်းကရှောင်းချမ်းကိုလည်းခေါ်ပေးပါဦးအခုဖြစ်လိုက်ခဲ့ပေးဖို့ဟုတ်ကဲ့ဆရာရှောင်းချမ်းကူညီပေးဖို့တက်လာပေးတာကျေးဇူးပါပဲဒီနေရာကအပြင်နဲ့တော်တော်ကွာတာပဲနော်ဆေးရုံအုပ်ကြီးရဲ့တီးတန်းခွင့်ပြုချက်မှုပါထိုင်ပါဆေးနဲ့ပြင်ပေးထားတယ်မနေ့ကပေးတဲ့အကျန်းထည်နဲ့မတူဘူးအဓိကစိတ်ကူးကတော့မပြောင်းလဲဘူးကြောက်ကအားဖြည့်ပေးပြီးသွေးကြောနဲ့ဟော်မုန်းကိုနှွေးထွေးစေတာပါဒါပေမဲ့သုံးတဲ့ဆေးဝါးတွေကိုတော့ပြင်ဆင်ထားတယ်အဓိကဆေးအနေနဲ့ပစ္စငါးပါးနှွေးထွေးဆေးကိုအခြေခံပြီးစွမ်းအားဖြည့်ဆေးဖက်ဝင်သီးတွေကိုသုံးထားတယ်တမင်ဂျိုနဲ့သွေးကြောအားဖြည့်ဆေးတွေကိုမြင့်တင်ပေးထားပြီးတန်ကူးသွေးအားကောင်းစေတဲ့ဆေးတွေကိုအရန်ဖြစ်ထည့်ထားတယ်ရှာကြီးလိုက်ကြောက်ကအားဒိုဆေးတစ်မျိုးထည့်ထားတယ်ဒါကမင်းနှစ်ရှီလာများအစားရှောင်ခဲ့လို့ဖြစ်သွားတဲ့ခါအောက်ပိုင်းလှုပ်ဆောင်ချက်ကြဆင်းမှုကိုတီးတက်နိုးထပ်ပေးလိုက်မယ်ဒါအပြင်တမင်ဂျိုကိုရှော့လိုက်တယ်မင်းကအစာအိမ်မကောင်းတော့အဲ့ဒီလိုကော်တက်ပါတဲ့ဆေးတွေကအစာကြေရခတ်တယ်အဲ့ဒါကြောင့်တမင်ဂျိုမုံကိုပြောင်းသုံးထားတဲ့ဆေးအာနီတင်တူတူပဲပေမဲ့အစာအိမ်ကြီးကိုရှော့ချစနေတာနေသွားတာပေါ့ကဲအဆိုင်ကူတာမှုစကြရအောင်လဲလိုက်ပါအင်ဂျီပြင်ထက်ချွတ်လိုက်ရင်ရပြီအင်ဂျီကိုချက်ထက်အထိမလိုက်ပါမလားကျန်းကဘေးမှာရှိနေပေးမယ်မတက်မတာဖြစ်ရင်ချက်ချင်းပြောနော်